မင်္ဂလာပါ မင်္ဂလာပါနော်မလေး ပညာလိုက်ပါအရင်ဦးစားပေးလိုက်တယ်ရဖြစ်နေမှာလို့ ကျွန်တော်မိတ်ဆက်ပြတာမျိုးပါတော့ဟာမိုနီကတော့ဟာမိုနီရေမွေးလေး စပွဲမဟုတ်နော် ဟာမိုနီရေမွေးလေးရေမွေးလေးကြော်ကြတာဟာမိုနီရေမွေးကဒါလေးက50မယ်လေး ဟုတ်ပါတယ် 50မယ်လေး50မယ်လေးဟိုမှာကျွန်တော်ထူ promotion နဲ့ discount ချပေးရတယ်တစ်လုံးမှာ1000ခွဲတယ် ကျောင်းစီက3000ရောင်းတာပါ ရောင်းတာပါ အခုက promotion နေနဲ့စာဦးဆုံးကိုယ်တိုင်ထုတ်လုပ်ပြီးရောင်းတာဖြစ်တော့ကြောင့်မို့လို့3000ကို2000ခွဲနဲ့ချပေးတာဖြစ်ပါတယ်ဒီ site လေးပါပြလိုက်ပါဒီ site ပါ50 mili site လေးကိုချပေးတာပါနောက်ပြီးတော့ဒီဥစ္စာလေးကတော့10 mili site လေးပါတယ်10 mili site လေးကတော့ရောင်းချမဲ့ဈေးကတော့သတ်မှတ်ထားတဲ့ဈေးကတော့1000ခွဲဖြစ်ပါတယ်လက်ရှိ promotion နေနဲ့တစ်လားတိချပေးထားပါတယ်1000နဲ့ချပေးထားပါတယ်နောက်ပြီးတော့လက်တွေလည်းခုတ်ရိုးမဆိုတောင်းလည်းပြောလိုက်ပါဦးတယ် ကျွန်တော်ဒီမှာလက်တော့ခေါ်ရင်းနဲ့ညီမတွေအကုန်လုံးပေါ့ပေါ့ဒီစက်ချော လက်တွေချင်းတဲ့လူတွေပေါ့နော် လို့ရပါတယ်နော် တော်တော်ရပါတယ်ဟိုကိုယ်စလည်းနေလည်းခေါ်ပါတယ်ပေါ့နော်ကိုယ်တိုင်ထုတ်တာပြကြမို့လို့လက်လေးလက်ကားဆိုတဲ့ဈေးလေးကိုလည်းခွဲခြားပေးထားမှာပါလက်လေးဈေးကတက်လက်ကားစီးရက်လက်ချပေးမှာဆိုရှင်ဒီဖားလေးနဲ့ကြောင်းပြလိုက်အောင်နော်ဒီဖားထဲမှာဆိုလို့ရှိရင်ဒီ50 mili 6ဘူး 6ဘူးပါ 6ဘူးပါတယ်ဒီလိုဖား6ဘူးပါတယ်ဖား6ဘူးအားပေးလို့50 mili တဘူးလက်ဆောင်ပေးမှာဖြစ်ပါတယ်ဟုတ်ပါတယ်ဒီလိုမှယူနေတယ်ဆိုလို့ရှိရင်လက်ချနဲ့ဖုန်းနံပါတ်ပြလိုက်ပါဦး ဟုတ်ကဲ့ကျွန်တော်တို့လိပ်စာဘကို18ရက်ကွာမြို့တော်တစ်လမ်းတော်မှာယူရအောင်ကြပါမယ်နော် ဟုတ်ပါတယ်ဖုန်းနံပါတ်လည်းဆက်ပြလိုက်ပြလိုက်ပါ လေးက399955ကိုလေးချ35ကိုပြပါတယ်နော်ကျွန်တော်ပြေးမှလည်းချတာပြည့်တယ်တော်လေးမှလည်းချတာပြည့်တယ်နော်ဒီလိုလည်းတိုင်းရိုက်ချိန်တာဆို Facebook ကလည်းဝင်ကြည့်မှယူရပါတယ်ဒီစစ်တော့မှယူရအောင်နော် ဟုတ်ပါတယ်လက်လိုက်ခြင်းတဲ့ညီလေးတွေညီမလေးတွေပေါ့နော်ဟိုပါပါတယ်ကိုမမအကုန်လုံးလေးပေါ့နော်တကယ်လို့ဒါလေးကိုပြန်လဲပြီးတော့ရောင်းချတဲ့ဆိုရှင်ပေါ့ပြီးတော့ဒီကနေဝယ်ပြီးတော့လေပေါ့နော် ဒီရရင်ဒီစစ်ချက်ကလုပ်ပြီးယူရပါတယ် ကိုယ်စလည်းယူလို့ရပါတယ်ပေါ့နော်စိတ်ချသွားမှယူပါလို့နော်ဒါကိုယ်တိုင်ထုတ်တဲ့ဟာလေးတွေပြည့်ကြမို့လို့ပေါ့နော်အနက်လေးကလည်း၄မျိုးရှိတယ်၄မျိုးမှာတစ်မျိုးမှာတန်တန်းစီကိုထူးခြားတယ်ဟောအနက်လေးရှိတယ်ပေါ့နော်ကြားတဲ့အနက်လေးရှိတယ်ပေါ့မှုတယ်အဲ့တော့ကိုဆွတ်ထားလို့ရှိရင်ဒီမလေးကမို့သွားမှာနော် ဒီမှာလေးဆိုရင်ဒီမှာလေး မမဆွတ်ထားလို့ရှိရင်လည်းမောင်လေးကမို့သွားမှာဒါပေါ့အမွေးခံနိုင်မှာပဲဝယ်ပါလို့နော်ဟုတ်ပါတယ်ဟုတ်ပါတယ်အချစ်ခံနိုင်မှာဝယ်လို့နော်ဘာလို့ဆိုတော့ဒီဥစ္စာဆွတ်ပြီးရှင်လေချစ်တယ်ဗျာစိတ်ချလက်စာကိုစိတ်ချလက်ချစာဝယ်ပါချစ်တယ်အိမ်ကဘဲတော်မှာတော်တော်ချစ်နေပြီလားညနေဆိုရင်7 နာရီတော့ပြန်လာတော့6 နာရီဖြစ်နေပါတော့ဒီမွေးလေးဆွတ်လို့လက်ကားပေးမယ်အတော်လကားပြရအောင် လက်တွေ့ပါနော်လက်တွေ့ဒီရေမွေးဆွတ်လိုက်တဲ့အတွက်ကြောင့်မလို့7 နာရီပြန်လာတဲ့သူက6 နာရီဖြစ်သွားမှာလက်တွေ့ပြပြလာဖြစ်ပါတယ် ယောက်ျားသားချစ်တာသူယောက်ျားသားချစ်တာကွာ ကွာချစ်တာမပေါ့ဘူးဝယ်လာပါ နားရပြောတယ်မလို့နားရင်ပွေးít တိုင်းမဆုံးနဲ့အရန်ကုန်ပြန်သွားလိုက်မယ်နည်းနည်းလေးစစ်တာနေရတယ်ဗျာအရန်မဆုံးနဲ့အရန်ပွေးတယ် အမျိုးလေးဒီတော့လည်းအများကြီးကျတော့အပ်ပြီလို့နော်ကျတော့အပ်ပြီရနော် ဟုတ်တယ်ငါမလိုက်